ဟုတ်ကဲ့နော်ဒါကြတော့ကျွန်တော် OBS Studio နဲ့ recording လုပ်ကြည့်နေတာဖြစ်တယ်သူကြတော့1280 pixel ကို support လုပ်တယ်နော် support လုပ်တယ်ကျွန်တော်တွေ့နေရတယ်ဒါပေမဲ့အခုဒါနောက်ထပ်ကျွန်တော်နားလည်ရတာတော့သူကဒီ webcam မှာက audio မပါဘူးနော်ဘေးတင် mic မပါဘူးလုံးဝမပါတာမပါတဲ့အတွက်ကြောင့်ကျွန်တော်ခုနက record လုပ်တဲ့ခါကျတော့အတန်မပါဘူးဖြစ်နေတယ်အဲ့တော့ကျွန်တော်ဒီ Boa K9 နဲ့တွဲလိုက်တဲ့ခါကျတော့အတန်ကတော့ပါပြီဟို lighting လေးတဲ့ကျွန်တော်ပြန်ပြောင်းကြည့်လိုက်တယ်တခြားမဟုတ်ဘူးကျွန်တော် OBS Studio နဲ့ဒီ lighting setting လေးကိုကျွန်တော်အဆင်ပြေတယ်ဆိုလို့ရှိရင်နောက်ပိုင်းမှာ OBS Studio နဲ့ပဲကျွန်တော် record လုပ်ဖြစ်မလားတော့မသိဘူးเนาะဒါလေးကဟိုကျုံလို့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့နီးပညာပိုင်းဆိုင်ရာလေးလာမှုတွေကအင်မတန်အားနည်းတယ်လို့ပြောရမယ်ကျွန်တော်ဘာသာကျွန်တော်ပြောတာပါเนาะတော်တော်လေးတဲ့ညံပြင်းတယ်လို့ကျွန်တော်ဝန်ခံရမှာဖြစ်တယ်အဲ့တော့စဉ်းစားကြည့်လေခုနကပဲကျွန်တော် Mac mini နဲ့ဆန်းလိုက်ပြီးတော့ကျွန်တော် laptop နဲ့ဆန်းလိုက်ပြီးတော့ဒီမှာ OBS Studio နဲ့ဆန်းလိုက်ဆိုတော့ဟိုတယောက်တည်းဟိုခြာလဘက်ရမ်းနေတယ်လို့ဖြစ်နေတာပေါ့နော်အဓိကတော့ကျွန်တော်ဒီ application တွေကိုမသုံးသပ်သေးတဲ့ပြဿနာပေါ့နော်သုံးတော့သုံးသပ်တယ်ဒါပေမဲ့ကျွမ်းကျွမ်းကျင်ကျင်မသုံးသပ်ဘူးအဲ့ပြဿနာပေါ့ပြန်ချုံးရမယ်ဆိုရင်ကျွန်တော်အခုဒီ webcam လေးတစ်ခုနဲ့မြောက်အုံးသီးရတယ်လို့စမ်းနေတဲ့ကိစ္စမှာ webcam ကသူကဟိုဟာမရအောင်เนาะ audio မပါဘူးအဲ့တော့ audio input သူကသူတီးတန့်ထည့်ရတယ်ဒီဟိုဟာမှာကြတော့ဒီဟို application တွေတစ်ခုနဲ့တစ်ခုက setting ကတိတ်မတူကြဘူးမတူကြတဲ့အခါကျတော့အခုဒီမှာဆိုလို့ရှိရင်ဒါသူ့ရဲ့ setting အလျောက်ပေါ့နော်ဒီလိုလေးဖြစ်သွားတာဖြစ်ပါတယ်ကျွန်တော်လည်းပြောချင်တာမြင်ရနေတယ်နော်ဟိုရောက်လိုက်ဒီရောက်လိုက်တော့ဖြစ်နေတယ်တခြားမဟုတ်ပါဘူးကျွန်တော်တို့ဒီနီးပညာပစ္စည်းတွေကိုသုံးသပ်ရင်သုံးသပ်လို့တော့လွယ်ကူမယ်မသုံးသပ်ရင်မသုံးသပ်တယ်လို့တော့အချိန်ကြီးကုန်မယ်လူပြင်မှန်းမယ်ကျွန်တော်နောက်ပိုင်းညရင်လည်းကျွန်တော်ဒီ application တွေဒီနီးပညာပစ္စည်းလေးတွေကိုသုံးတဲ့ခါကျရင်ဘာတွေတော့သတိပြုတင်တယ်ဘာတွေတော့ဟိုပါဘောနော်ရှောင်တင်တယ်ဆိုတာလေးကိုကျွန်တော်တို့စောင်းရန်သဘောမျိုးလေးကျွန်တော်မျှဝေပေးဦးမှာဖြစ်ပါတယ်เนาะဒီဗီဒီယိုဖိုင်လေးကိုလည်းကျွန်တော်တင်ပြပါမယ်เนาะကျွန်တော်စမ်းနေတာဖြစ်တဲ့အတွက်ကြောင့်ကျေးဇူးပါ